လူမိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ခေအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစိတ်ကနေယူစေသုံးမရဲ့နာမိဘများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေသအမြဲနေရှိကတင်ကြိုးပြုခဲ့ဘူးဒီကောင်းမှုအထူးရှိပါစေမိမိကိုကောင်းထိန်လို့မတိမ်စေနဲ့စောင့်တည်လေဥစ္စာကိုပေးနေထိုင်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေတကောင်းတရားဟုသည်များကိုကြားမြင်သူတရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရဲ့နဲ့အသက်မွေးဖို့အတတ်သေးလေလူနစ်ဆိုင်ရာခြင်းဝင်များကိုကောင်းစွာသင်ကြားနာလေစေမှန်ကန်ရင်ချစ်ချိုတာဆိုရတပါစေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေမြတ်မိုးရွှေတောင်းမိဘချေကိုကောင်းစွာဆက်ပေးဝိစေစေကျွေးသေးချတာတာနဲ့မရကိုမြောက်စားချီးမြှင့်ဝတ်ကုန်စေအလောက်တော်ဝေးမလေးနဲ့အပြစ်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစုရဲ့မျော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေသုံးတစေတနာဖြူစင်လန်းလို့ဘေးကင်းဝေမျှလူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုက်မာနဲ့သူစရိုက်တရားကိုချစ်မာလေဆွေမျိုးတွေကိုပြစ်မထားနဲ့သင်္ကားတရားနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူတို့အချို့တေဖို့ရဆောင်လေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုတည်းများကိုမတွေ့ခင်သာရှောင်ချင်လေတွေ့ကြုံလာလေမလို့ကျူနဲ့အထူးတချင်းဆောင်စီနေအိမ်ရဲ့သေးစားမတော့စားနဲ့မောင်မာရတဲ့အရာပဲလောကီပြောချတတိထားတရားမမေ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေအတကောဝါကိုထချီကစီကခါသာယုသေးသေးမာနတကုံကုံမချောနဲ့ကိုနှိမ်ချမြင်နေလောဘအပိုးလို့မလိုက်နဲ့ကိုထိုက်တာနဲ့ခြေနဲ့လေကိုပေါ်ပြူသူချေသူအထူးတည်တဲ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေဝိစာနေထိုင်ရန်ခတ်တဲ့စိတ်ကိုချုပ်ထိန်သီးခံလေကြိုးချောင်းပြညို့ဆုံးမစကားကိုပြောချလာကနားလွယ်စေသူမြတ်ပုဂ္ဂိုလ်ဟုသည်များကိုမချခဏတွေ့ဆုံးလေတဘာဝတွေ့မှန်ကရဲ့ဆွေးနွေးမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေလောကီအာယုံစိတ်ရမှုလို့ပြောမကျူးနဲ့ချိုးချလေမြတ်တာပြမစိုးလက်ကိုက်တုံးလို့သူမြတ်ခြင်းထောက်ရင်မတွေ့လေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနိဗ္ဗာန်ချင်း
အလေးပေါက်နိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေစီရဲ့ချမ်းသာတဲ့ဘာဝကိုတွေ့ကြုံနေကြလူတိုင်းမေကောင်းဆုံးတဲ့တန်းဆုံးတွေလို့တလဲစီလဲအမြင်နေလောကရန်ကြုံမဖြုံးစမ်းပေါ်မတုံးစမ်းနဲ့စိတ်ခိုင်လေတောကကိုထိရမသိအင်းငိမ့်ချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ38ဖြာမင်္ဂလာတရားကိုပြတ်ပြနေကြကပ္ပမြေဟိုတိုင်းဒီပြေရစိတ်ခင်လို့လူနဲ့လူချင်းတက်ခါနေငြိမ်းချမ်းပါစေအာဒီတာနဲ့စွမ်းလိုက်ရာကကူညီတယ်လေ38ဖြာမင်္ဂလာတရားရေတာဖြတ်ငါဝေအဖို့တန်နဲ့ဗုဒ္ဓဝါဒကဘာ